ဈေးကွက်မတည်ငြိမ်မှုတွေဟာပုံမှန်ဆိုရင်လူတိုင်းကိုစိုးရိမ်စေတတ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့လူတွေလက်ခံနိုင်တဲ့မတည်ငြိမ်မှုပုံစံတစ်မျိုးပေါ်လာတယ်ဆိုတာမိတ်ဆွေတတိထားမိပါသလား။ဒီချက်ဟာဈေးကွက်ကိုနားလေပြီးထိုးထွင်းညံအသည့်တီရချင်သူတွေအတွက်အရေးကြီးတဲ့မိခွန်းတစ်ခုဖြစ်လာပါတယ်။ပုံမှန်မတည်ငြိမ်မှုနဲ့ဒီလူမှုရေးအရာလက်ခံနိုင်တဲ့မတည်ငြိမ်မှုကြားကကွာခြားချက်ကိုသိရှိခြင်းကမိတ်ဆွေရဲ့ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေကိုပုံစံပြောင်းစေနိုင်ပါတယ်ယခုအချိန်မှာသမ္မတဒေါ်နယ်ထရန့်ဟာသူ့ရဲ့စကားတွေနဲ့ဈေးကွက်ကိုချက်ချင်းငြိမ်သက်တာလို့လုပ်နိုင်တယ်လို့ဈေးကွက်ပညာရှင်တွေကသုံးသပ်ကြပါတယ်။သူဟာယင်းဒီမြုပ်နှံသူတွေဘာကြားချင်တဲ့ဘာလူအပ်တယ်ဆိုတာကိုအတိအကျနားလည်သည့် social media ပေါ်မှာကျွမ်းကျင်စွာပြောဆိုတတ်ပါတယ်။ဒါပေမဲ့ဒီနီးဗျူဟာကရေရှည်မှာဘလောက်အထိအန္တရာယ်ရှိနိုင်ပါသလဲ။အခုလိုအီရန်စစ်ပွဲလိုကမ္ဘာပဋိပက္ခတွေမှာအမှန်တရားဟာစစ်ပွဲရဲ့ပထမဆုံးသားကောင်ဆိုတဲ့စကားကိုကြားဘူးကြမှာပါဒီအချက်ဟာဈေးကွက်အပေါ်တက်ရောက်မှုဘယ်လိုရှိလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်စကားလုံးစစ်ပွဲတွေကြားက stock share တွေရဲ့အတက်အကျဟာယင်းနှီးမြှုပ်နှံသူတွေကိုနားလည်ရခက်စေနိုင်ပါတယ်များသောအားဖြင့် BIX အညွှန်းကိန်းကိုဈေးကွက်ရဲ့ကြောက်ရွံ့မှုတိုင်တာချက်တစ်ဖြစ်လူတွေကထင်တတ်ကြပါတယ်။ဒါပေမဲ့ဈေးကွက်ဗျူဟာပညာရှင် Steve Sosnick ကတော့ BIX ဟာကြောက်ရွံ့မှုကိုတိုက်ရိုက်တိုင်တာမဟုတ်ပဲနောက်လာမယ့်ရက်ထုံးစီအတွက်ဈေးကွက်မတည်ငြိမ်မှုကိုခံမှန်းတာလို့ပြောပါတယ်။ဒါဆိုရင် BIX ကအမြင့်ဘက်မှာရှိနေပေမဲ့ဘာကြောင့်အကြီးရတက်မလာသေးတာလဲ။အညွှန်းကိန်း option တွေ index option တွေအမြောက်အများရောင်းချခြင်းက VIX ကိုထိန်းထားနိုင်တယ်လို့အချို့ကယူဆပါတယ်လက်ရှိရရှိပြီးသားမတည်ငြိမ်မှု realized volatility ကပုံမှန်အတိုင်းပဲရှိနေပေမဲ့ဈေးကွက်ကခံမှန်းထားတဲ့တွေ့ဝိုက်မတည်ငြိမ်မှု implied volatility ကပိုမြင့်နေပါတယ်။ဒါဟာဈေးကွက်မှာကစားသမားတွေဘာကိုတွေးနေချလဲဆိုတာကိုပြသနေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ option ဈေးကွက်မှာ skew လို့ခေါ်တဲ့ option ဈေးနှုန်းကွာခြားမှုဟာရခင်က Elvis ရဲ့အပြုံးလို့မညီမညာပုံစံရှိခဲ့ပါတယ်။အခုတော့ဒီပုံစံကပိုပြီးညီလာတာကိုတွေ့ရပါတယ်။အတက်ပတ် option တွေရဲ့တွေ့ဝိုက်တော့မသိငြိမ်မှုကတက်လာပါတယ်။ဒါကို FOMO ကြောင့်ယင်းနှီးမြှုပ်နှံသူတွေကအတက်ပတ်ကိုအာမခံထားကြလို့သုံးသပ်ကြပါတယ်။ယင်းနှီးမြှုပ်နှံခြင်းကိုလောင်းကစားလို့ပေါ်ပြီးရှုမြင်လာကြတာကလည်းဈေးကွက်ကိုပြောင်းလဲစေပါတယ်။အမေရိကန်လူမျိုးအများစုမှာအရေးပေါ်အခြေအနေအတွက်ဒေါ်လာ900တောင်စုဆောင်းထားနိုင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်ယင်းနှီးမြှုပ်နှံမှုမလွဲစေဖို့ FOMO ကြီးရောက်ပါမှုကြောင့်ကျွတ်စံတာ option ဝယ်ယူမှုတွေအကြီးအကျယ်တိုးလာခဲ့ပါတယ်။ Nasdaq 100အညွှန်းကိန်းရဲ့ option တွေမှာအပြောင်းလဲတွေတွေ့ရပါတယ်။အစစ်မြင့်တဲ့ရန်ပုံငွေ sophisticated funds တွေဟာမတည်ငြိမ်မှုကိုစနစ်တကျရောင်းချလေရှိပြီးဒါကဈေးကွက်မှာအခွင့်အလမ်းတွေကိုဖန်တီးပေးပါတယ်။ဒီလိုအစစ်မြင့်ကစားသမားတွေရဲ့လှုပ်ရှားမှုကဈေးကွက်ရဲ့အခြေခံသဘောတရားတွေကိုဘယ်လိုပြောင်းလဲစီလဲဆိုတာစိတ်ဝင်စားစရာပါ။အချို့ဈေးကွက်ပညာရှင်တွေကလက်ရှိတီးသန့်ချင်းငွေ private creditဈေးကွက်အခြေအနေကို2008ခုနှစ်ဘဏ္ဍာရေးအကျပ်တဲနဲ့နှိုင်းယှဉ်နေကြပါတယ်။ကျွေးမြီတွေကိုတေချာစစ်ဆေးမှု due diligence မရှိဘဲပေးခဲ့တာတွေပွင့်လင်းမြင်သာမှုမရှိတဲ့ဈေးကွက်တွေကနေပေါ်လာတဲ့ပြဿနာတွေကအန်ဒီရဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့2008လောက်တော့စနစ်တစ်ခုလုံးကိုချိန်ချောက်နိုင်တဲ့အခြေအနေမျိုးမဟုတ်သေးဘူးလို့လည်းသုံးသပ်မှုတွေရှိပါတယ်။ဈေးကြိုင်ဝဲဆိုတဲ့စိတ်ဓာတ်ဟာအမြင့်တွယ်နေစေပါပဲ။ကဘာကြီးမှာအဖျားကလေးတွေထင်နေပေမဲ့ယင်းနှီးမြှုပ်နှံသူတွေကဒါကိုခဏတာအကျက်တေးလိုပဲသဘောထားတတ်ပါပဲ။ဒါကြောင့်ယခုနှစ်မှာဈေးကွက်ဟာအနည်းဆုံးအဆင့်ထိပြန်ကြမလား။ဒါမှမဟုတ်စံချိန်တင်အမြင့်ဆုံးအဆင့်ထိရောက်သွားမလားဆိုတာကတော့ပညာရှင်တွေကြားမှာပဲဆွေးနွေးစရာဖြစ်နေပါတယ်။ကြာတပတေးနဲ့တော်ကြနေ့တွေကဈေးကွက်မတည်ငြိမ်မှုတွေကကြောက်ဖို့ကောင်းခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ရက်မှာပဲဈေးကွက်ကအကြီးအကျယ်တက်သွားတဲ့အခါလူတိုင်းပျော်ရွှင်နေကြပါတယ်။ဒါကိုလူမှုရေးရာလက်ခံနိုင်တဲ့မတည်ငြိမ်မှုလို့ပညာရှင်တွေကခေါ်ဝေါ်ခဲ့ပါတယ်။ဒီလိုဈေးကွက်အခြေအနေတွေကရိုးရိုးမတည်ငြိမ်မှုနဲ့မတူဘဲလူတွေရဲ့စိတ်ခံစားမှုနဲ့လက်ခံနိုင်မှုကိုထင်ဟပ်နေပါတယ်။ဒီလိုထူးခြားတဲ့ဈေးကွက်လှုပ်ရှားမှုပုံစံတွေကိုနားလည်ထားခြင်းကမိတ်ဆွေကိုအမြင်ရှေ့တလန်တာနေစေမှာပါ။